ငါပြောပင်ကို9 ရက်တိရေးစားစကားတော့ပြောလို့ရှိရင်တရဲမှလိုက်လာတယ်ဆိုတာကိုကြားဖို့ကြလားရှေးလူကြီးရဲ့ပြောစကားရာဒီငါပြောပင်ကိုစောင့်နေတရဲမှတချို့ကလေနန်စိန်လို့တော့ပြောကြတယ်အဲ့ဒီမျိုးသမီးကမင်္ဂလာဆောင်ကနေချိန်မှာသူ့ချစ်သူရဲ့တဲစာဖောက်တာကိုခံခဲ့ရပြီးတော့ငါပြောလို့နေမှာပဲသူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ရပါလွယ်ပြောရရင်တော့အစိမ့်တည်မို့သူမကအခုအချိန်ဒီမကြုံမလို့ဖြစ်နေပြီးတော့သူ့ကိုကျင်းကျနာနာနဲ့စကားလာပြောမယ်ယောက်ျားတစ်ယောက်ကိုအမြဲတမ်းစောင့်နေကြတာတကယ်လို့တင်ကစမ်းတက်ချင်လို့ပဲဖြစ်ဖြစ်ရှင်းလူကြီးရဲ့ပြောစကားကိုမယုံလို့ပဲဖြစ်ဖြစ်မပြောရင်တပင်ကို9 ရက်တိရေးစားစကားသွားပြောမယ်ဆိုလို့ရှိရင်ပထမဆုံး3 ရက်မှာတော့ဘာမှထူးကြမှာမဟုတ်ဒါပေမဲ့တင်းရင်နာမှာစပယ်ပန်းနန့်လို့အပေါင်းနန့်လို့အနန်းဆူးဆူးတစ်ခုဟာတောက်လျှောက်ရနေလေအဲ့လိုနဲ့4 ရက်မြောက်နေမှာတော့တင်းရင်နေမှာဘသူချေရမှန်းမသိတဲ့ရေးဆူနေတဲ့ချေရတွေရှုံးပေနေတဲ့ချေရတွေကိုတွေးရတတ်ပြီးတော့ညားဘက်မှာလည်းမိန်းမတစ်ယောက်ကတိုးတိုးလေးရှိုက်ငိုနေတဲ့အတန်တွေကိုကြားရလာလိမ့်မယ်အဲ့လိုနဲ့9 ရက်မြောက်နေကိုရောက်ရင်တော့အိမ်မက်ထဲမှာစပင်းရှည်ရှည်နဲ့မိန်းကလေးတစ်ယောက်ကိုစားတွေ့ရပြီဥမာကတင်းရဲ့နားနာကိုကပ်ပြီးတော့နားထဲမှာမောင်လာခဲ့တော့လေလို့တိုးတိုးလေးကပ်ပြီးတော့ခေါ်နေလိမ့်အဲ့လိုနဲ့6 ရက်မြောက်နေညောင်ရောက်လာတဲ့ခါမှာတော့ငါပြောပင်ဆောင်တရဲမှာသူ့ကိုရီးစားစကားလာပြောတဲ့သူဘလို့တွေ6လန့်သွားမှလဲဆိုတော့နောက်ထပ်ဗီဒီယိုတို့မှာ